အာကာသထဲနေနာမှာသွားနိုင်တဲ့ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ကအချက်အတွက်နဲ့ယူသွတ်သွားပြီးတော့ကီလိုမီတာ1500ကျော်လောက်ဝေးတဲ့ခရီးတစ်ခုကိုကားနဲ့မနာတဲ့မောင်းသွားပြီးတော့လူတက်ဖို့အထိစူးစမ်းခဲ့တဲ့ဖြစ်ရဲ့အကြောင်းကိုပြောပြပေးသွားမယ်။ပြီးတော့ဒီဖြစ်ရကဆိုလို့ရှိရင် NASA ရဲ့တမိုင်းမှာအရှက်ရက်စရာအကောင်းဆုံးဖြစ်ရတစ်ခုဖြစ်ခဲ့တယ်။ဒီမျိုးသမီးရဲ့နာမည်ကကြတော့ Lisa Nowak သူက NASA ရဲ့အာကာသရှင်မှုတစ်ယောက်ဖြစ်တယ်။ပြီးတော့အရန်ထက်မြက်ပြီးတော့အိမ်အောင်ရှိရဲ့သူတစ်ယောက်လည်းဖြစ်တယ်။ဒါပေမဲ့ဒီအမှုတွေဖြစ်ခဲ့တဲ့အချိန်တော့လီဇာရဲ့အိမ်အောင်ရေးကတော်တော်ကြီးကိုမှရှုပ်ထွေးနေခဲ့တာလီဇာက1988ခုနှစ်မှာ Richard Nowell ဆိုတဲ့အမျိုးသားနဲ့လက်ထပ်ခဲ့တယ်ပြီးတော့သူတို့မှာသားတစ်ယောက်နဲ့အမွှာသမီးလေး2ယောက်စုစုပေါင်းကလေး3ယောက်ရခဲ့တယ်လီဇာရဲ့အမျိုးသားဆိုလို့ရှိရင်သူနဲ့အတူတူ NASA မှာပဲအလုပ်လုပ်နေတဲ့ contractor တစ်ယောက်2009ခုနှစ်ဇန်နဝါရီလမှာလီဇာကသူ့ရဲ့ခင်မဖြစ်တဲ့ Richard နဲ့တရဝင်လမ်းခွဲလိုက်ကြတယ်။တရဝင်လမ်းခွဲလိုက်တယ်ဆိုပေမဲ့သူတို့ကပြက်ပြက်တသားကြီးကွာရှင်းထားတာမျိုးတော့မဟုတ်သေးဘူး။ဒီလိုမျိုးခင်မနဲ့အဆင်မပြေဖြစ်နေတဲ့အချိန်မှာလီဇာကတခြားအာကာသရှင်မှုတစ်ယောက်ဖြစ်တဲ့ Bill O'Flynn ဆိုတဲ့အမျိုးသားနဲ့ဖတ်ပြန်တာကနေစပြီးတော့ဇလန်းစားခဲ့တာပါ။သူတို့နှစ်ယောက်ကတိတ်တဆိတ်ပေါ့နော်တွဲခဲ့ကြတာ2နှစ်နီးပါးလောက်ကြာတယ်။သူတို့က NASA မှာအာကာသရှင်မှုအဖြစ်လေ့ကျင့်ရေးဆင်းနေတုန်းမှာပဲ2005ခုနှစ်မှာသူတို့စပြီးတော့ရေးသွားခဲ့ကြတယ်ဒီလိုနဲ့အမှုတွေဖြစ်တဲ့2009ခုနှစ်အထိပတ်သက်မှုရှိနေကြတော့မယ်လီဇာကဘေကိုအရန်ကိုမှဆွဲလန်းခဲ့တာလီဇာကသူ့ရဲ့ခင်မွန်နဲ့လက်ခွဲပြီးရဲ့နောက်မှာဘေးနဲ့အတိတ်ကျတွဲဖို့အတွက်ကိုသူကစူးစမ်းခဲ့တာဒါပေမဲ့ဘေးရဲ့အတွက်ကကြတော့လီဇာနဲ့ပတ်သက်မှုကယာယီပျော်ပါမှုတစ်ခုလိုပဲဖြစ်ခဲ့ပုံရတယ်။ဘာဖြစ်လို့လဲဆိုတော့ဘေးကလီဇာနဲ့တွဲနေရင်းနဲ့Colin Shipman ဆိုတဲ့လေတက်အရာရှိမလေးတစ်ယောက်နဲ့ထပ်ပြီးတော့တွဲခဲ့တယ်။ပြီးတော့နောက်ပိုင်းမှာလည်းဘေးကလီဇာကိုပြောရပေါ့နော်ငါတို့လမ်းဖွဲ့ကြမယ်ငါမှတခြားချစ်သူရှိနေပြီဆိုပြီးတော့လေပြောခဲ့တယ်အဲ့ဒါကိုလီဇာလုံးဝလက်မခံနိုင်ဘူးအဲ့ဒါနဲ့ပဲဘေးရဲ့နာမှာဆက်ပြီးတော့သူကတွေ့ကတ်နေခဲ့တယ်ဒီလိုနဲ့လီဇာကဘလို့ဖြစ်လာလဲဆိုတော့ဘေးရဲ့အိမ်ထဲကိုခိုးဝင်တယ်ပြီးတော့လို့ရှိရင်ဘေးနဲ့ Colin နဲ့နှစ်ယောက်ပေါ့နော်ချစ်ကြောင်ကြိုက်တောင်ပြောထားတဲ့အချစ် email တွေကိုသူကခိုးပြီးတော့ဝင်ဖတ်တယ်အဲ့ဒါနဲ့တနေ့လေကြာရော Colin ကဘေးရှိရဲ့နေရာကိုသူကလာပြီးတော့လဲတာလဲရင်းနဲ့ပြန်လာပေါ့နော်ဖလော်ရီဒါကိုပြန်ဖို့ဆိုပြီးအော်လန်ဒိုလေဆိပ်ကိုသူသွားမယ်အဲ့နာကိုလီဇာကဘေးရဲ့ email တွေကိုသူကဖတ်ထားတဲ့ခါကျတော့တိမလား Colin ကဘယ်ချိန်မှလေဆိပ်ကိုဆင်းမလဲဆိုတော့သူကကြိုပြီးတော့သိနေခဲ့တယ်ဒီလိုနဲ့လီဇာက Colin ကိုဖမ်းဖို့အတွက်ဆိုပြီးတော့ဟိုစတန်ကနေပြီးအော်လန်ဒိုအထိ14နာရီလောက်ကိုကြာတဲ့ခရီးတစ်ခုကိုထောက်လျှောက်မနာတဲ့သူမောင်းသွားခဲ့တယ်ဘလောက်တော့ဆိုလဲဆိုလို့ရှိရင်အိမ်သားသွားချင်ရင်တော့မှဒီမရက်ပဲနဲ့သွားလို့ရအောင်ဆိုပြီးတော့သူကအာကာသရှင်မှုတွေတုံးတဲ့ဒိုင်ဘာကိုနောက်မှဝစ်စင်ပြီးတော့သူသွားခဲ့တာလီဇာကလေဆိပ်ကိုရောက်တဲ့အခါမှာColin ကိုပေါ့နော်အဝေးရမြင်ုံနဲ့မသိမှဆိုလို့ဆိုပြီးတော့ဘေးရဲ့အိမ်ထဲကိုခိုးဝင်ပြီးတော့ Colin ရဲ့ဓာတ်ပုံကိုနောက်မှသူကခိုးယူခဲ့သေးတယ်ပြီးတော့လေဆိပ်ရောက်တဲ့အခါမှာပေါ့နော်ဒီဓာတ်ပုံနဲ့တိုက်စစ်ပြီးတော့ Colin ဗမာလေးဆိုတော့တိုက်စစ်ပြီးတော့သူက Colin ရဲ့နောက်ကိုကားပါကင်တီကိုတောက်လျှောက်ကိုလိုက်သွားတာအဲဒီလိုနဲ့ Colin ကားထဲမှာရှိနေတော့လီဇာကသပင်တူးတက်ပြီးတော့မျက်မှန်မဲကြီးတက်ပြီးတော့သူက Colin နာကိုချင်းကပ်သွားခဲ့တာပြီးတော့ Colin ကိုငေကောစပရေးနဲ့ပတ်ဖမ်းပြီးတော့ဖမ်းဖို့တော့စူးစမ်းတာပေါ့အဲ့ဒီအချိန်မှာ Colin ကထွက်ပြေးလွတ်မြောက်သွားရင်းနဲ့သူကရေကိုသွားတိုင်လိုက်တယ်အဲ့ဒီလိုနဲ့ရဲရီကလီဇာရဲ့ကောက်သွားပြီးစစ်စေးရဲ့ခါမှာဘာတွေတွေ့ခဲ့ရလဲဆိုတော့တန်တူရဲ့ဓားရဲ့လောက်လေးကွာရဲ့ပြီးတော့လက်အိတ်တွေရဲ့ပြီးတော့ပတ်ဆိုင်အိတ်ထဲမှာပေါ့နော်ဝေသားအမြောက်အများကြီးထည့်ထားတာကိုတွေ့လိုက်ရတယ်လီဇာကလေ Colin ကိုပြန်ပေးဆွဲဖို့ဒါမှမဟုတ်လို့ရှင်တပ်ဖို့အထိကိုနောက်မှစီစဉ်ထားဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကားထဲမှာဆောင်းလောက်ကပစ္စည်းတွေတွေ့ခဲ့ရုံနဲ့မဟုတ်ပဲနဲ့သူ့ရဲ့ခင်မွန်းဖြစ်တဲ့ Richard C ကိုပါသူကနှုတ်ဆက်စာလိုပုံစံမျိုးပေါ့နော်တစောင်ရေးထားတာကိုတွေ့တယ်ဆိုပြီးတော့လေရဲတွေကဆိုထားတယ်ဆိုလိုနာကတော့ तू ကဒီ Colin ကိုတတ်မယ်တက်ပြီးသွားလို့ရှိရင် तू လည်းတခုခုလုပ်လိုက်မယ်ဒါမှမဟုတ်လို့ရှိရင်တနေရာကိုထပ်ပြေးသွားဖို့ကြံစီထားပုံရတယ်ပေါ့နော်2008ခုနှစ်မှာကျတော့ Lisa နဲ့ Richard တို့ကတရဝင်ကွာရှင်းပြက်ဆဲလိုက်ကြတယ်ပြီးတော့ခလေးအုပ်ထိန်ခွင့်ကိုတော့ဒီခင်မွန်ဖြစ်တဲ့ Richard ကပဲရရှိသွားခဲ့တယ်2009ခုနှစ်မှာကျတော့ Lisa ကတရားရုံးနဲ့အပြစ်ဝန်ခံပြီးပြစ်ဒဏ်လျှော့ဖို့ယူခြင်းလုပ်ခဲ့တယ်ဒါကြောင့်တရားရုံးက Lisa ကိုလအနှဲငယ်ပဲထောင်ထဲမှာနေစေခဲ့တယ်အဓိကပြစ်ဒဏ်အနေနဲ့ကတော့တစ်နှစ်တရဝင်စောက်ကြည့်ခံရခြင်းကိုချမှတ်ခဲ့တယ်နောက်ပြီးတော့ Lisa ကို Colin ရဲ့အနာကိုလုံးဝမကပ်ဖို့အတွက်အမိန့်ချမှတ်ခဲ့ပါတယ်2010ခုနှစ်မှာကျတော့ရေတပ်ကနေပြီးတော့ Lisa ကိုဂုံးသိက္ခာမရှိသောနှုတ်ထွက်ခြင်းနဲ့ထုတ်ပယ်ခဲ့ပါတယ်သူ့ရဲ့ယာတို့ကိုလည်းကပတိန်ကနေပြီးတော့ကွန်မန်ဒါထိရှော့ချပစ်လိုက်တယ်။ဒါကြောင့်သူ့ရဲ့ပေးစင်လစာတွေနဲ့အခန်းစားခွင့်တွေအများကြီးကိုဆုံးရှုံးသွားခဲ့ရပါတယ်။ NASA ကကြတော့အမှုဖြစ်ပြီးတလအကြာမှာပဲဗီဇကိုထုတ်ပေးလိုက်ပါတယ်။ပြီးတော့ဒါက NASA ရဲ့တမိုင်းမှာဆိုလို့ရှိရင်အာကာသယာဉ်မိုးတစ်ယောက်ပထမဆုံးအကြိမ်အနေနဲ့အဆက်တကွဲအလုပ်ထုတ်ခြင်းပဲဖြစ်ပါတယ်။အမှုဖြစ်သွားတဲ့အခါမှာလေဘေကလီဇာဘက်ကနေကာကွယ်ပေးရမျိုးလုံးဝမလုပ်ခဲ့ဘူး။သူကရဲတွေကိုနာမှာအကုန်ထွက်ဆိုခဲ့ပြီးတော့ဘာပြောလဲဆိုတော့
လီဇာကကျွန်တော်ကိုအရန်ဆွဲလန်းနေခဲ့တာပါဆိုပြီးတော့မှပြောခဲ့သေးတယ်ပြီးတော့ तू ကလီဇာစီကနေပြီးတော့ရထားတဲ့ဒီ email တွေလက်ဆောင်တွေအဲ့ဒီအားလုံးလည်းတက်တဲ့အဖြစ်နဲ့ပေးခဲ့ပြီးတော့ calling နဲ့ပဲ तू ကဆက်တွဲသွားခဲ့တယ်တကယ်တမ်းတော့လေအာကာသာတဲဒီနာမှာသွားနိုင်တဲ့အုံနောက်ရှိရဲ့လူတစ်ယောက်ကအချစ်နဲ့လည်းတွေ့ယူတော့ပြီးတော့လုံးဝသူ့ရဲ့ဘဝကြီးကစုပ်ပြတ်တက်သွားတာပဲလီဇာဘက်ကနေပြီးတော့အရာအားလုံးကိုစွန့်လွတ်ပြီးတော့ဘေးကိုချစ်ခဲ့တယ်ဒါပေမဲ့ဘေးကကြတော့လီဇာကသူ့အတွက်ယာယီခဏတာပျော်ရွှင်တက်လေးပဲဖြစ်ခဲ့တာနောက်ဆုံးမှာကျတော့ဘေးက calling နဲ့လက်ထပ်သွားပြီးတော့ပျော်ရွှင်တဲ့ဘဝကိုတိဆောက်ခဲ့တယ်လီဇာမှာကျတော့အိမ်တောင်ရေးခလေးရောပြီးတော့ဒီအောင်မြင်နေတဲ့အနာဂတ်တွေအားလုံးကိုသူလက်လွတ်ခဲ့ရတယ်အခုဆိုလို့ရှိရင်လီဇာကအများပြည်သူတွေရဲ့မြင်ကွင်းကနေလုံးဝပျောက်ကွယ်သွားပြီးတော့တက်ဆက်ပီနယ်ကဒီပုဂ္ဂလိကပိုင်ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်နေရဆိုပြီးတော့သိရပါတယ်ပြီးတော့သူကဒီမှုနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှအင်တာဗျူးမဖြေတော့သလိုတိုးတိုးတိတ်တိတ်နဲ့ပဲနေထိုင်သွားခဲ့ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်ထပ်မှုမှာပြန်ပြီးတွေ့ပါမယ်ဘိုင်ဘိုင်